BNN ကိုရှုံးနေပြီးအုပ်စုကနေပဲလေးပြန်ခဲ့ရတဲ့မြန်မာအမျိုးသမီးအသင်း2025 33ညမြောက်စီးကင်းပြိုင်ပွဲမှာ BNN ကိုရှုံးပြီးမြန်မာအမျိုးသမီးကတော့အုပ်စုကနေထွက်ခွာခဲ့ရပါတယ်။အုပ်စုတွင်မှာနပွဲကစားနပွဲဆက်အနိုင်ရခဲ့ပေမဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းဟာအုပ်စုနောက်ဆုံးပွဲမှာ BNN အမျိုးသမီးအသင်းကိုငကိုးကိုမရှိနဲ့ရှုံးနေပြီးစီးကင်းပြိုင်ပွဲကနေထွက်ခွာခဲ့ရပါပြီ။ပရိသတ်တွေကတော့မြန်မာအမျိုးသမီးရဲ့ကစားကွက်နဲ့ပွဲထက်ကစားသမားစင်ရင်ပေါ်ဝေဖန်ချက်တွေရှိနေပြီးခန်းစစ်အမကနေပထမပိုင်းအတွင်းမှာပဲဂိုးပေးခဲ့ရတာလို့ဝေဖန်နေကြပါတယ်။မြန်မာအမျိုးသမီးအသင်းဟာအုပ်စု B မှာ BNN ဖိလစ်ပိုင်မလေးရှားအသင်းတွေနဲ့ကြားရောက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေမှာမြန်မာအမျိုးသမီးအသင်းကနပွဲကစားနပွဲနိုင်ရမှတ်6မှတ်နဲ့ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။ BNN နဲ့ဖိလစ်ပိုင်အသင်းတွေကနပွဲကစားတပွဲနိုင်တပွဲရှုံးရမှတ်3ဝန်းစီနဲ့ဒုတိယနေရာမှာရှိနေခဲ့ပေမဲ့ဒီကနေ့ပွဲအပြီးမှာမြန်မာက BNN ကိုရှုံးနေပြီးဂိုးကွာချချက်နဲ့ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။တပြိုင်နက်ကစားခဲ့တဲ့ဖိလစ်ပိုင်နဲ့မလေးရှားအသင်းတို့မှာဖိလစ်ပိုင်ကမလေးရှားကို6ဂိုးမရှိနဲ့နိုင်ပြီးဖိလစ်ပိုင်ကအုပ်စုတက်ရောက်သွားပြီဖြစ်ပါတယ်။မြန်မာဘောလုံးအမျိုးသမီးအနေနဲ့ဒီကနေ့ရှုံးနေမှုကနေသင်ခန်းစာယူပြီးအကောင်းဆုံးပြန်လာနိုင်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်။ဒီလိုမျိုးဗီဒီယိုလေးတွေအများကြီးဖန်တီးနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားခဲ့ပါဦးနော်။